အချမ်းသာဆုံးအလှပဆုံးလို့တင်စားကြတဲ့ဒူဘိုင်းမြို့ရဲ့ရွှေစည်းကွက်ကြီးစီကိုတွားကြည့်ရင်ဝင်းလက်တောက်ပနေတဲ့ရွှေတုံးရွှေခဲကြီးတွေကိုမျက်စိကျိန်းလောက်အောင်တွေ့ရပါလိမ့်မယ်။ဒါပေမဲ့တင်အခုမြင်နေရတဲ့ပရီမီယံရွှေတုံးတွေရဲ့နောက်ွယ်မှာသွေးစွန်းမျက်ရည်တွေစစ်ပွဲတွေနဲ့ကမ္ဘာအမှောင်ဆုံးလျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုတာကိုတော့ယုံကြည်နိုင်ပါသလား။နှစ်စဉ်ဒေါ်လာဘီလီယံချီတန်ဖိုးရှိတဲ့တရားမဝင်ရွှေတွေဟာအာဖရိကရဲ့စစ်မီးတောက်တွေကြားကနေဒူဘိုင်းမြို့စီကိုနီလန်းမျိုးစုံနဲ့စီးဝင်နေပါတယ်။ဒီနေ့ဘီယိုမြန်မာကနေတင်ဆက်ပေးသွားမှာကတော့သွေးစွန်းနေတဲ့ရွှေတွေကိုအရေးကြိုပြီးရာဇဝင်ဖြောက်တရားဝင်ဖြစ်အောင်လုပ်ပေးနေတဲ့ကမ္ဘာအကြီးဆုံးရွှေမောင်ခိုကွန်ရက်ကြီးအကြောင်းပဲဖြစ်ပါတယ်။ဇလန်ရဲ့အစကတော့အာဖရိကတိုက်ကြီးစီကနေစတင်ပါတယ်။ဆူဒန်နဲ့ကွန်ဂိုလိုပြည်တွင်းစစ်တမ်းခံနေရတဲ့နိုင်ငံတွေမှာအာဏာရှင်စစ်ဗိုလ်ချုပ်တွေနဲ့တပုံအဖွဲ့တွေဟာနိုင်ငံရဲ့အဖိုးတန်ရွှေတွင်းတွေကိုအပိုင်စီးထားကြပါတယ်။သူတို့ဟာဒေသခံပြည်သူတွေကိုလုံအားကခေါင်းမုံဖြတ်ပြီးအသက်အန္တရာယ်ကြားကနေရွှေတွေကိုအသင်းအာရမတူခိုင်းကြပါတယ်။ရလာတဲ့ရွှေတွေကိုအစိုးရစီအခွန်မဆောင်ပဲလက်နက်ဝယ်ဖို့အတွက်ငွေလိုနေတဲ့စစ်သွေးကြအဖွဲ့တွေကနေဆက်ဖြတ်ကျော်ပြီးမှောင်ခိုထုတ်ကြပါတယ်။ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့စစ်တမ်းအရနှစ်စဉ်အာဖရိကကနေအခွန်မဆောင်ပဲခိုးထုတ်နေတဲ့ရွှေတန်ချိန်ဟာရာနဲ့ချီရှိပြီးတော့တန်ဖိုးအဖြစ်ဒေါ်လာဘီလီယံ30ကျော်တဲ့အထိရှိနေတာပါ။ဒီရွှေတွေကိုဘာကြောင့်သွေးစွန်းရွှေလို့ခေါ်လဲဆိုရင်ရွှေရောင်းရတဲ့ငွေတွေဟာစစ်ပွဲတွေအတွက်လက်နက်ဖို့အဖြစ်ပြန်စည်းဝင်သွားပြီးလူပေါင်းများစွာကိုတေကျေပျက်စီးစေလိုပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီလိုအောက်လန်းကြတဲ့နီးနဲ့လှုပ်ဝက်လုံနေတဲ့ကွန်ရက်ကြီးအကြောင်းကိုကဘာကြီးကဘယ်လိုဖြစ်ပြီးသိသွားတာလဲ။ဒီနောက်ကွယ်မှာတက်ဆွန့်စံပြစုံစမ်းခဲ့ကြတဲ့ကဘာသတင်းထောက်တွေနဲ့ NGO အဖွဲ့အစည်းတွေရှိနေပါတယ်။အထူးသဖြင့်ဆွစ်ဇာလန်အခြေစိုက် Swiss အဖွဲ့နဲ့အဂျာဇီယာသတင်းဌာနရဲ့စုံစမ်းထောက်လှမ်းရေးအဖွဲ့တွေဟာကလကနောက်ွယ်ကသတင်းရင်းမြစ်တွေလေကြောင်းလိုက်မှတ်တမ်းတွေကိုနှစ်နဲ့ချီပြီးတိတ်တိတ်ဆိတ်စောင့်ကြည့်ခဲ့ကြပါတယ်။သူတို့ဟာအာဖရိကနိုင်ငံတွေကတရားဝင်ထုတ်ပြန်တဲ့ရှင်သေးပို့မှုကိန်းဂဏန်းတွေနဲ့ဒူဘိုင်းအကောက်ခွန်ကတရားဝင်လက်ခံရရှိတဲ့ရွှေသွင်းကုန်ကိန်းဂဏန်းတွေကိုတိုက်စစ်ကြည့်တဲ့အခါမယုံနိုင်စရာကောင်းဟားချက်ကြီးကိုတွားတွေ့ခဲ့ရပါတယ်။ဥပမာအားဖြင့်အာဖရိကနိုင်ငံတွေဘက်ကရွှေတဒံပဲပို့ပါတယ်လို့ပြောထားတဲ့အချိန်မှာဒူဘိုင်းဘက်ကတော့အဲ့ဒီနိုင်ငံတွေစီကနေရွှေတန်ချိန်အစပေါင်းများစွာလက်ခံရရှိနေတာကိုအထောက်အထားမိသွားခဲ့ပါတယ်။ဒါတင်မကပဲမှောင်ခိုသမားတွေကိုယ်တိုင်ဝန်ခံထားတဲ့လျှို့ဝှက်ကင်မရာရုပ်သံမှတ်တမ်းတွေထွက်ပေါ်လာတဲ့အခါမှာတော့ဒီအမှောင်ကွန်ရက်ကြီးဟာတကဘာလုံးရှင်းမောက်ကိုဘုံကနေပေါ်ထွက်လာခဲ့ပါတော့တယ်။ဒီလောက်များပြားတဲ့မှောင်ခိုရွှေတွေဟာကမ္ဘာစည်းကွက်ထဲကိုဘယ်လိုနည်းနဲ့ရောက်သွားတာလဲ။ဒီနေရာမှာဂျာကန်လူအဖြစ်ပါဝင်လာတာကတော့ဒူဘိုင်းပါပဲ။မှောင်ခိုသမားတွေဟာအာဖရိကကရွှေတုံးတွေကိုခန္ဓာကိုယ်မှာဝက်ပြီးဖြစ်စေပုဂ္ဂလိကဇင်လုံးငှားလေရင်တွေနဲ့ဖြစ်စေဒူဘိုင်းစီတိုက်ရိုက်တည်ဆောင်ကြပါတယ်။ဒူဘိုင်းမှာရှိတဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးဇုံတွေရဲ့ဥပဒေရော်ရဲမှုကိုအခွင့်ကောင်းယူပြီးဒီအမှောင်လောကကရွှေတွေကိုဘာမေးခွန်းမှမမေးပဲလက်ခံပေးနေကြတာပါ။ဒူဘိုင်းကိုရောက်လာတဲ့မှောင်ခိုရွှေတုံးတွေကိုချက်ချင်းဆိုသလိုပဲရွှေတပ်စင်စက်ရုံကြီးတွေထဲသွင်းပြီးအပူချင်းအမြင့်ကြီးနဲ့အရေးကြိုပစ်လိုက်ပါတယ်။ဒီလိုအရေးကြိုလိုက်တဲ့အချိန်မှာအာဖရိကတိုက်ရဲ့စစ်မြစ်သွေးစွန်းခဲ့တဲ့ရာဇဝင်တွေအားလုံးပြအဖြစ်နဲ့အရေးပြောပျောက်ကွယ်သွားပါပြီ။ပြီးတာနဲ့အဲ့ဒီရွှေတွေကိုရွှေတုံးအသစ်တွေအဖြစ်ပြန်သွန်းလုပ်ပြီးဒူဘိုင်းနိုင်ငံထုတ်ဆိုတဲ့တရားဝင်တစိမ့်တုံးကိုရိုက်နှိပ်လိုက်ပါတော့တယ်။ဒီနေရာမှာအရေးအကြီးဆုံးမေးခွန်းတစ်ခုရှိလာပါတယ်။ကဘာကြီးကလည်းသိတယ်တက်တဲ့အထောက်ထားတွေလည်းအထင်ရှားရှိနေပါလျက်နဲ့ဘာလို့ဒီမှောင်ကိုကွန်ရက်ကြီးကိုနှိမ့်နှင်းပြီးထိတိယောက်ယောက်အရေးယူလို့မရနိုင်တာလဲ။အကြောင်းရင်းကတော့အချုပ်အခြာအာဏာဥပဒေကွက်လက်ကြောင့်ပဲဖြစ်ပါတယ်။ UAE နဲ့ဒူဘိုင်းအစိုးရဟာကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့သူတို့ရဲ့ပြည်တွင်းစီးပွားရေးဥပဒေတွေကိုတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိနေပါတယ်။ဒူဘိုင်းနိုင်ငံရဲ့ဥပဒေအရနိုင်ငံခြားကတည်လာတဲ့ရွှေတွေကိုလက်ဝယ်ထားရှိခြင်းဟာပြစ်မှုမမြောက်ဘူးလို့သတ်မှတ်ထားပါတယ်။ဒါကြောင့်နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုတွေအနေနဲ့ဒူဘိုင်းမြေပေါ်မှာတက်ပြီးမှောင်ခိုသမားတွေကိုဖမ်းဆီးပိုင်ခွင့်ဥပဒေလုံးဝမရှိပါဘူး။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအကျိုးစီးပွားပါပဲ။ဒူဘိုင်းဟာအနောက်နိုင်ငံတွေရဲ့ဗျူဟာမြောက်မဟာမိတ်ဖြစ်တယ်လို့ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေကဘဏ်ကြီးတွေနာမည်ကြီးကုမ္ပဏီကြီးတွေကိုယ်တိုင်ကလည်းဒူဘိုင်းကထွက်တဲ့ရွှေစင်တွေကိုပဲအဓိကမှီခိုပြီးအမျက်ထုတ်နေကြတာဖြစ်ပါတယ်။အကယ်၍ဒူဘိုင်းရွှေတွေကိုလုံးဝပိတ်ဆို့အရေးယူလိုက်ရင်ကမ္ဘာရွှေစည်းကွက်ကြီးတစ်ခုလုံးကမောက်ကမဖြစ်သွားနိုင်တာကြောင့်နိုင်ငံကြီးတွေဟာတိလျက်နဲ့မတိကျအောင်ဆောင်ပြီးမျက်ကွယ်ပြုထားကြတာဖြစ်ပါတယ်။
အခုဆိုရင်တော့မူလဇက်မြစ်ပျောက်သွားပြီဖြစ်တဲ့ဒီရွှေတုံးတွေကိုဆွစ်ဇာလန် UK နဲ့ဥရောပကနိုင်ငံတကာဘဏ်ကြီးတွေနာမည်ကြီးလက်ဝတ်ရတနာကုမ္ပဏီကြီးတွေကအဖြူတဲ့အတိုင်းတရားဝင်ဝယ်ယူသွားကြပါပြီ။မှောင်ခိုသမားတွေကတော့ဒူဘိုင်းဘဏ်အကောင့်တွေကတဆင့်ငွေဖြူအဖြစ်ပြန်လည်ရရှိသွားကြပါတယ်။ဒါဟာကမ္ဘာစီးပွားရေးစနစ်ရဲ့အမှောင်မိုက်ဆုံးငွေကြီးခဝါချမှုကစားပွဲတစ်ခုပါပဲ။ကမ္ဘာပေါ်မှာရွှေစည်းနှုန်းတွေစံချိန်တင်မြင့်တက်လာလေးအာဖရိကရဲ့သွေးစွန်းရွှေတွင်းတွေမှာတနက်ပြောင်းဝအောက်ကအရမခိုင်းစီခံရတဲ့လူတွေပိုများလာလေပါပဲလူတွေတန်မိုးထားမြင်လို့ကြတဲ့ရွှေရဲ့နောက်ွယ်ကကမ္ဘာပထဝီနိုင်ငံရေးနဲ့အာဏာရှင်တွေရဲ့အကျိုးအမြတ်ဘလောက်အထိဆက်ဆက်နေလဲဆိုတာကတော့ရင်နာစရာကောင်းလှပါတယ်တနည်းအားဖြင့်ပြောရရင်ဒီလောက်ရဟာလူအခွင့်အရေးနဲ့လူသားချင်းစာနာမှုဆိုတဲ့ခေါင်းစဉ်ကိုခဏခဏထုတ်ဖော်လေးရှိတဲ့နိုင်ငံကြီးတွေရဲ့နောက်ွယ်မှာရှိနေတဲ့ဟန်ဆောင်ဖုံးပိထားတဲ့အမောင်ပတ်ချမ်းတွေကတစ်ခုပဲဖြစ်ပါတယ်ဒီလိုအပေါ်ယံတကာလိမ့်လာတဲ့ကမ္ဘာအမှောင်ပတ်ချမ်းကရွှေမောင်ကိုကစားပွဲကြီးအကြောင်းကိုလူကြီးမင်းတို့ဘယ်လိုမြင်ပါသလဲကို့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးခဲ့နိုင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းနိုင်ငံတကာရေးရာတွေကိုစမ်းသစ်တဲ့အမြင်နဲ့ဆက်လက်ဆောင်မျှော်ကြည့်ရှုနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်